ဒီလိုမျိုးထင်းခုတ်တာဟာဘယ်တော့မှမမြင်ဘူးလောက်အောင်ကိုအတိတ်ပဲမရှိတဲ့နီလန်းမှာဘီဘာနှစ်ကောင်ဟာတစ်ပင်ကြီးတစ်ပင်ကိုအသေးတန်ခုတ်နေပြီးချက်ချင်းဆိုသလိုအပိုင်း20အထိပြတ်သွားတဲ့ဝက်ဝံကဒီလိုခုတ်တာကိုမြင်တော့လိုက်လို့ဖို့ပြင်ဆင်တယ်ဒါပေမဲ့သူကပစိန်ကိုလွှဲချလိုက်တဲ့အခါပစိန်နောက်ဘက်ကတုံခါမှုဟာတစ်ပင်တစ်ပင်လုံးကိုကူးဆက်သွားတယ်အပေါ်ကနှင်းတွေအကုန်လုံးတုံခါပြီးပြုတ်ကျလာကဝက်ဝံကိုဖုံးလွှမ်းသွားတယ်အဲ့ဒီအချိန်မှာပဲဘီဘာနှစ်ကောင်ဟာသူတို့ခုနကခုတ်ဖြတ်ထားတဲ့တစ်သားတော့ဒီကိုဝက်ဝံဘေးကနေတွန်းထုတ်ပြီးယူသွားကြတယ်စဉ်းစားပြီးတဲ့နောက်ဝက်ဝံကတစ်ပင်ခုတ်တာကိုလက်လျှော့ပြီးဘီဘာရီရဲ့တစ်သားတွေကိုခိုးယူဖို့ဆုံးဖြတ်လိုက်တယ်ဒါနဲ့လက်ထဲကပစိန်ကိုပစ်ချပြီးသူတို့နောက်ကိုတိတ်တဆိတ်လိုက်သွားရကနေဘီဘာရီရဲ့အိမ်ကိုရောက်သွားတယ်သူမျက်စိရှိကမြင်ကွင်းကသူ့ကိုအံ့အားသင့်စေတဲ့ဘီဘာတွေကရာနဲ့ချီပြီးတစ်သားတွေကိုစနစ်တကျပြုပြင်နေကြတယ်အလဲကအင်ကြီးမှာတော့တဆောင်းတွင်လုံးဖူလုံနိုင်လောက်တဲ့အကောင်းစားတစ်လုံးထောင်းနဲ့ချီပြီးစုပုံထားတဲ့ညရောက်တော့ဝက်ဝံကချောင်းမြောင်းပြီးဘီဘာတွေရဲ့တစ်သားအလုံးကိုခိုးယူသွားတယ်ညနေပိုင်းမှာကင်းဆောင်နေတဲ့ဘီဘာတကောင်ကမိအိမ်နဲ့တစ်သားတွေကိုစစ်ဆေးဖို့ရောက်လာတယ်သူတစ်သားတွေအလုံးအခိုးခံလိုက်ရပြီးအိမ်မောင်ကြီးပဲကျန်တော့တာကိုတွေးလိုက်ရတယ်ဒါကိုမြင်တော့သူကအချက်ဒီခေါင်းလောင်းကိုအမြန်တီးလိုက်တဲ့အတန်ကမျက်အိမ်တွေထဲကိုရောက်သွားပြီးဘီဘာတွေနိုးလာကြကတယောက်ကိုတယောက်အတိပေးပြီးတစ်သားပြုပြင်တဲ့နေရာကိုအားလုံးအပြေးသွားကြတယ်မြေပြင်ပေါ်မှာပြန့်ကျဲနေတဲ့တစ်သားတွေနဲ့ကြံခဲ့တဲ့ခြေရာတွေကိုမြင်တော့ဘီဘာတွေချက်ချင်းစုယုံကြတယ်ဘီဘာတွေဟာပစိန်တွေကျိုးတွေနဲ့တခြားကရိယာတွေကိုပခုံးပေါ်ထမ်းပြီးခြေရာတွေရဲ့လမ်းကြောင်းအတိုင်းသူတို့ရဲ့တစ်သားတွေကိုခိုးယူသွားတဲ့တခိုးကိုရှာဖို့လိုက်သွားကြတယ်မကြခင်မှာပဲသူတို့ဝက်ဝံရဲ့အိမ်ကိုရောက်လာကြပြီးသူတို့ရဲ့ကရိယာတွေနဲ့ဝက်ဝံအိမ်ကိုဖြိုချဖို့ပြင်ဆင်ကြတယ်ဒါပေမဲ့ခေါင်းဆောင်ကရန်သူကိုတတိမပေးဖို့နဲ့သူအရင်စုံစမ်းမယ်လို့ပြောလိုက်တဲ့ဝက်ဝံအိပ်ပျော်နေတာတေချာမှခေါင်းဆောင်ကအမိန့်ပေးလိုက်တဲ့ဘီဘာတွေအားလုံးအိမ်ကိုလျင်မြန်စွာစုဝေးဝိုင်းရံလိုက်ကြတယ်ဘီဘာတချို့ကအိမ်မိုးပေါ်တက်ကြပြီးတချို့ကတော့ကျမ်းပြင်အောက်ကိုတွင်းတူးဝင်ရောက်ကြတယ်အိမ်ကိုဖြိုဖျက်ဖို့အစင်သင့်ဖြစ်ပြီးဆိုတာတေချာမှခေါင်းဆောင်ကသူ့ရဲ့ဝီစီကိုမှုတ်လိုက်တဲ့အိပ်ပျော်နေတဲ့ဝက်ဝံဟာလက်နိုးလာပြီးခေါင်းမိုးပေါ်ကိုခုန်တက်လိုက်တဲ့ခေါင်းမိုးပေါ်ကဘီဘာတွေဟာသူတို့ရဲ့တူတွေနဲ့အားကုန်ရိုက်ချကြတယ်အနီးကပ်လိုက်လာတဲ့ဘီဘာတွေဟာသူတို့ရဲ့ကရိယာတွေကိုဝေယံပြီးအိမ်ကိုစတင်ဖြိုချကြတဲ့အဲ့ဒီအချိန်မှာဝက်ဝံဟာသူ့အိမ်အဖြတ်ခံနေရတာကိုဘာမှမတတ်နိုင်ပဲကြည့်နေရတဲ့ကြားဝင်ပြီးတားဆီးဖို့မတတ်နိုင်ဘူးသူတို့ရဲ့တစ်သားတွေကိုပြန်ရဖို့အတွက်ဘီဘာတွေကခေါင်းမိုးပေါ်မှာလှဲလျောင်းပြီးတန်ဖြတ်လွှားတွေနဲ့သူတို့ရဲ့သွားတွေကိုတုံးပြီးခေါင်းမိုးရန်တွေကိုစက်တိုက်ကိုက်ဖြတ်ကြတဲ့ကျမ်းပြင်အောက်ကဘီဘာတွေကတော့ကျမ်းပြင်တစ်ခုလုံးကိုဖြုတ်နေကြတဲ့ခဏအကြာမှာခေါင်းမိုးတစ်ခုလုံးပြုတ်ကျလာပြီးကျဲလောင်တဲ့အတန်နဲ့ပျက်စီးသွားတဲ့ဘီဘာတွေဟာသူတို့ရဲ့မူလတစ်သားတွေကိုပြန်ရယုံတာမကပဲဝက်ဝံသူ့အိမ်ဆောက်ဖို့တုံးခဲ့တဲ့တစ်သားတွေအားလုံးကိုပါလူယူသွားကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဝက်ဝံမှာအုံမြင့်တစ်ခုနဲ့ပျက်စီးနေတဲ့မီးဖိုတစ်ခုပဲကျန်တော့တယ်သူ့ရဲ့ဆောင်းတွင်းဟာပျော်စရာကောင်းတော့မှမဟုတ်ပါဘူး